မျက်မှန်ပြင်းသူဦးမင်းသူရဲ့မျက်မှန်ဆိုင်လေးကလမ်းကြားချင်းလေးထဲမှာရှိပါတယ်။ဆိုင်ထဲမှာဖုန်တက်နေတဲ့မှန်ပီလူတွေမျက်မှန်ကိုင်းဟောင်းနေနဲ့ပြည့်နေတယ်။ဦးမင်းသူမှာထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။အဲ့ဒါကတော့မျက်မှန်ကိုင်းတစ်ခုကိုကိုင်လိုက်တာနဲ့အဲ့ဒီမျက်မှန်ပိုင်ရှင်မြင်ခဲ့ရတဲ့နောက်ဆုံးမြင်ကွင်းကိုသူမြင်နိုင်တာပါ။တညနေမှာလူငယ်တယောက်ဆိုင်ထဲကိုအလောတကြီးဝင်လာတယ်။သူ့လက်ထဲမှာအပြာရောင်မျက်မှန်ကိုင်းလေးတစ်ခုကိုစုပ်ကိုင်းထားတယ်။အဘဒါလေးကိုပြင်ပေးပါဦး။ပြီးတော့ဒီမျက်မှန်ထဲမှာဘာရှိလဲဆိုတာကြည့်ပေးပါ။ဦးမင်းသူကအပြာရောင်မျက်မှန်လေးကိုယူပြီးမှန်ပီလူကိုတန့်စင်လိုက်တယ်။ပြီးတော့သူ့ရဲ့အထူးလုပ်ထားတဲ့စက်ထဲကိုထည့်ကြည့်လိုက်တယ်။အဲ့ဒီအချိန်မှာသူမြင်လိုက်ရတာကတာမန်အင်ကန်လေးတစ်ခုဒါပေမဲ့ထူးဆန်းနေတာကအဲ့ဒီအခန်းထဲမှာအမျိုးသမီးတစ်ယောက်ကသမင်းစပွဲမှာထိုင်နေတယ်။သူမရဲ့ဘေးမှာတော့အနဲ့ရောင်အငွေ့အသက်တွေနဲ့ဖြစ်နေတဲ့လူတစ်ယောက်ကသူမရဲ့ပခုံးပေါ်ကိုမေးတင်ပြီးထိုင်နေတာပါ။အဲ့ဒီအနဲ့ရောင်လူကကင်မရာမျက်မှန်ကိုကြည့်ပြီးပြုံးပြတ်လိုက်တယ်။ဦးမင်းသူလန့်ပြီးမျက်မှန်ကိုချလိုက်တယ်။မင်းမိမဘေးမှာဘသူရှိနေလဲသိလား။လူငယ်ကတုံတုံရင်းရင်းနဲ့ပြန်ဖြေတယ်။ကျွန်တော်မသိဘူးအဘ။အိမ်မှာကျွန်တော်တို့နှစ်ယောက်တည်းနေတာဒါပေမဲ့ညတိုင်းကျွန်တော်မိမကတယောက်ယောက်နဲ့စကားပြောနေတယ်လို့ပဲအခုသူဝတ်ထားတဲ့ဒီမျက်မှန်ကလည်းသူ့မျက်မှန်မဟုတ်ဘူးအင်းရှိကအမိုက်ပုံးထဲမှာကောက်ရတာဆိုပြီးဝတ်နေတာဦးမင်းစုချက်ချင်းသဘောပေါက်သွားတယ်ဒီမျက်မှန်ကတေသူတွေရဲ့အမြင်ဦးပြတာတဲ့မျက်မှန်ဖြစ်နေတာပါအဲ့ဒီမျက်မှန်ကိုဝတ်ထားတဲ့သူဟာတေသူတွေရဲ့ကဘာထဲကိုတဖြည်းဖြည်းရောက်သွားတတ်ပါတယ်မြန်ပြန်လို့မင်းမိမကိုအဲ့ဒီမျက်မှန်ကိုအခွင့်ချက်ချင်းချွတ်ခိုင်းလိုက်အဲ့ဒီမျက်မှန်ကသူ့မျက်လုံးတွေကိုစားနေပြီလူငယ်ကမျက်မှန်ကိုလူယူပြီးဆိုင်ထဲကပြေးထွက်သွားတယ်ဦးမင်းသူစိတ်မအေးနိုင်တာနဲ့သူ့နောက်ကိုလိုက်သွားမိတယ်လူငယ်ရဲ့အိမ်ကိုရောက်တဲ့အခါအိမ်တကားကပွင့်နေတယ်အထဲကိုဝင်ကြည့်လိုက်တော့အမျိုးသမီးကမှောင်မဲနေတဲ့ဧည့်ခန်းထဲမှာထိုင်နေတယ်သူမမျက်နှာမှာအဖျားရောင်မျက်မှန်ကကန့်နေပြီးခွာလို့မရတော့ဘူးထူးဆန်းတာကသူမဘဲမှာခုနကမြင်ခဲ့ရတဲ့အနက်ရောင်လူကမရှိတော့ဘူးဦးမင်းသူကလူငယ်ကိုလွှဲ့ကြည့်ပြီးမိမဘေးကလူကဘယ်ရောက်သွားတာလဲလို့မေးလိုက်တယ်လူငယ်ကဖြစ်ဖြစ်ချင်းပြုံးလိုက်တယ်ပြီးတော့သူ့မျက်လုံးထဲကမျက်မှန်တုတ်လေးတွေကိုချွတ်လိုက်တယ်အဘကျွန်တော်ကအဲ့ဒီအနက်ရောင်လူပဲလေမျက်မှန်ထဲမှာမြင်ရတဲ့သူကကျွန်တော်ပဲကျွန်တော်ကတေသွားတာကြာပြီအခုကျွန်တော်ကဒီမိန်းကလေးရဲ့ခန္ဓာကိုယ်ထဲကိုဝင်ဖို့ကြိုးစားနေလားအပပြင်ပေးလိုက်တဲ့မျက်မှန်ကြောင့်အခုသူကကျွန်တော်ကိုအပိုင်ဖြစ်သွားပြီဦးမင်းသူဆိုင်ကိုအပြေးအလွှာပြန်လာခဲ့တယ်ဆိုင်ထဲရောက်လို့မှန်ထဲမှာကိုပြန်ကြည့်လိုက်တဲ့အခါသူ့မျက်လုံးထဲမှာလည်းအပြာရောင်မျက်မှန်ကိုင်းလေးကအလိုလိုဝတ်ဆင်သားဖြစ်နေတာကိုထိတ်လန့်ခွဲတွေ့လိုက်ရတော့ပါတယ်